အခုအလုပ်သမားအကျိုးဆောင်ပေါ့အလုပ်သမားအကျိုးဆောင်ဆိုတာကဒီဘက်ကပြည်တွင်းမှာဆိုလို့ရှိရင်လည်းကုမ္ပဏီတွေကအလုပ်လုပ်ချင်တယ်ယူအိမ်တွေကအလုပ်လုပ်ချင်တယ်ဆိုရင်အကျိုးဆောင်ကုမ္ပဏီတွေကိုအပ်တာရှိတယ်ပေါ့နော်အဲ့တော့ဒီပြည်တွင်းကအလုပ်သမားအကျိုးဆောင်လို့ပြောလိုက်တဲ့နဲ့ကိုပထမဆုံးသိထားရမယ်အချမ်းကကိုရောက်နေတဲ့နိုင်ငံကတရုတ်နဲ့ပဲပြောမယ်ဆိုလို့ရှိရင်တရုတ်နိုင်ငံမှာအလုပ်သမားတွေကိုပြည်တွင်းပြည်ပကနေခေါ်တဲ့အခါမှာမူဝါဒတွေကဘယ်လိုပုံစံမျိုးနဲ့ခေါ်တယ်အဲ့ဒီရုံးနေရာဘာမှရှိတယ်ဝန်ဆောင်ကနှုံးသားတွေကဘယ်လိုဖြစ်တဲ့ပြဿနာတွေကဘယ်လိုဆိုတဲ့ဟာတွေကိုကိုကသိထားရမယ်တရုတ်နိုင်ငံရဲ့စက်ရုံတွေနဲ့ဖြစ်နိုင်လို့ရှိရင်တိုင်းဘယ်လိုချိတ်တယ်အလုပ်သမားအကျိုးဆောင်တွေကဘယ်လိုမျိုးချိတ်တယ်အဲ့ဒါတွေသိရမယ်ဖြစ်တဲ့အကောင်အဆိုးတွေကိုအဲ့ဒီ agent တွေနဲ့မေးရမယ်အဲ့ဒီကိုအလုပ်အပ်လိုက်တဲ့အဆက်အသွယ်ရလာတဲ့လူတွေစီကနေပြီးတော့အတွေ့အကြုံရှိထားပြီးသားလားဒါတွေကိုမေးရမယ်ပြီးတော့မြန်မာမဟုတ်တဲ့အခြားနိုင်ငံတွေအတွက်ပါမေးထားပေးဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ဒီလုပ်ငန်းတစ်ခုဒီမြန်မာနိုင်ငံသားမှတရုတ်နိုင်ငံသားထိုင်းနိုင်ငံသားမှဘယ်နိုင်ငံသားမှမဟုတ်ဘူး။ခုစီမှာလင်းရှိတဲ့နိုင်ငံကနေပြီးတော့လမ်းအချိတ်အဆက်လုပ်လို့ရအောင်လုပ်ကြည့်ရထားတာ။အဲ့တော့ဒီလုပ်ငန်းကဘယ်လုပ်ငန်းလဲဘယ်မြို့နယ်တွေမှာလဲဘယ်လောက်နှုံးလဲဘယ်လောက်ဥယျာဉ်ခေါ်တက်လာတယ်ဘယ်လိုကောင်းကျိုးဆိုးကျိုးတွေဖြစ်တယ်လဲဘယ်လိုမျိုးဆက်သွယ်ပြီးတော့ရှာလဲပေါ့နော်ဒီအခုပြောထားတဲ့ဟာတွေအကုန်လုံးကိုစီမှာနှုတ်နဲ့ရေးထားပြီးတော့ကိုယ့်ဘက်အချမ်းကနေပြီးတော့ကိုဆက်သွယ်ရမယ်ပေါ့နော်အဓိကကတော့ကိုရောက်နေတဲ့နိုင်ငံမှာအလုပ်သမားအကျိုးဆောင်ကိုကလုပ်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံနဲ့အဆက်အသွယ်ရှိတယ်ထိုင်းနဲ့အဆက်အသွယ်ရှိတယ်ဆိုရင်ဟုတ်ပြီအဲ့ဘက်ကဘယ်သူတွေကိုချိန်ရင်အဆင်ပြေတာလဲသိဖို့အတွက်ကိုယ့်ဘက်ကလိုအပ်ချက်အားသာချက်အားနည်းချက်တွေကိုကိုအရင်သိထားဖို့လိုအပ်တယ်ပေါ့နော်ပြီးတော့အကျိုးဆောင်ကဒီမြန်မာနိုင်ငံအပြင်တခြားဘယ်နိုင်ငံသားတွေခေါ်သေးလဲပေါ့စက်ရုံကခေါ်တယ်ဆိုလို့ရှိရင်ရောကန့်သက်ချက်တွေဘယ်လိုလဲပေါ့ပြီးတော့လို့ရှိရင်ဘယ်လားတွေမှာအခေါ်များလဲဘာလုပ်ငန်းတွေကအခေါ်များတာလဲဘယ်လိုနိုင်ငံလူတွေကိုအခေါ်များတာလဲပေါ့နော်အချိန်ပိုင်းတွေခေါ်တယ်ဆိုရင်ရောဘယ်လိုပုံစံမျိုးတွေအချိန်ပိုင်းခေါ်တာလဲပေါ့အဲ့ဒီအတွက်ကိုကဒီကုမ္ပဏီလိုင်စင်တစ်ခုတော့အခွန်ဆောင်ပြီးတော့လှုပ်ထားပြီးတော့အချိန်ပိုင်းလုပ်ငန်းတွေအတွက်ဆိုရင်ရောကိုဘယ်လိုမျိုး agent ပြန်လုပ်ရတယ်ပေါ့ဥပမာစင်ကာပူမှာဆိုပါစို့ပတ်တိုင်းခေါ်တဲ့ဟာရှိတယ်အတန်ရှင်းကုမ္ပဏီရှိတယ်ဆိုကိုကအတန်ရှင်းကုမ္ပဏီထောင်ထားတယ်ပြီးတော့ကိုစီမှာမြန်မာတွေခေါ်ထားလိုက်တယ်ပြီးတော့ကိုကဆက်ပြီးလုပ်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းအဲ့လိုခေါ်ထားပြီးသားကုမ္ပဏီရှိတယ်ဆိုအဲ့ကုမ္ပဏီဒီမှာကိုကငွေစိုက်ထားပြီးတော့အဲ့လူတွေကိုအပ်ထားပြီးတော့ကိုကအလဲကနေအကျိုးဆောင်လုပ်လို့ရတယ်ဒီလိုမျိုးတွေခွင်းဆက်ကနေဥပမာကိုကလုံခြုံရေးတစ်ခုလုပ်တယ်လုံခြုံရေးကနေပြီးလုံခြုံရေး leader လုပ်တယ်လုံခြုံရေး manager လုပ်တယ်လုံခြုံရေးကုမ္ပဏီလုပ်တယ်ကိုမျိုးအတွက်လုပ်တယ်တနိုင်ငံလုံးအတွက်လုပ်တယ်ကဘာပတ်ပြီးလုံခြုံရေးကုမ္ပဏီလုပ်တယ်ဒီလိုပုံစံမျိုးနဲ့ခွင်းဆက်သွားလို့ရအောင်တော့တွေးရမှာပေါ့နော်အဲ့တော့တရုတ်ဘက်ချမ်းမှာဆိုလို့ရှိရင်တရုတ်ဘက်ကအကျိုးဆောင်ကုမ္ပဏီတွေအဆက်အသွယ်တွေဘယ်လိုရနိုင်လဲဆိုတဲ့ data တွေကိုမှရှိတင်တယ်ပေါ့အဲ့လိုရှိပြီးသွားပြီဆိုမှကိုယ့်ရဲ့လိုအပ်ချက်ကိုမြန်မာဘက်အချမ်းမှာကိုကတယောက်ထားပြီးတော့အဲ့ဘက်ကလူကိုငါတော့ဒါတွေလိုတယ်မင်းတို့တော့ဒါတွေလုပ်ပါဆိုပြီးအလုပ်ကိုကတွေးကြည့်လိုက်တိုင်းမှာအစအဆုံးလုပ်မယ်လို့တွေးရတဲ့ဆာလို့ရှိရင်ဘယ်ဟာတွေကတော့မဖြစ်မနေလိုလိမ့်မယ်ဘယ်ဟာတွေကတော့အချိန်ကိုကုန်စီတယ်သူလုပ်နေပြီးသားလူကိုပဲအပ်လိုက်တာကောင်းတယ်ဆိုတဲ့ဟာတွေကိုခွဲခြမ်းစိတ်ပြပြီးသိတယ်ဆိုလို့ရှိရင်အဲ့ဒါစီးပွားရေးပဲအဲ့တော့မြန်မာဘက်အချမ်းမှာနေပြီးမဲ့လူကားဆိုလို့ရှိရင်လည်းပဲဒီမြန်မာဘက်ရဲ့မူဝါဒအလုပ်သမားအကျိုးဆောင်စီးရင်တွေပေါ့နော်အဲ့ဒီဟာတွေကမူဝါဒတွေကဘယ်လိုရှိတယ်အစိုးရဘက်ကဘယ်လတွေမှာပေးတယ်ဘယ်လိုလစာနှုန်းတွေနဲ့ပေးတယ်ဘယ်လိုပညာရေးချင်းတွေဆိုပေးတယ်မပေးဘူးပြီးတော့လို့ရှိရင်အကျိုးတူပူပေါင်းဂရိစာချုပ်တွေကဘယ်လိုပုံစံမျိုးတွေချုပ်တတ်တယ်အလုပ်သမားဝန်ကြီးဌာနရဲ့ဒီဝန်ကြီးနဲ့မဟုတ်ရင်တောင်မှဒုညွှန်မှုလောက်အဆင့်နဲ့ဒီကုမ္ပဏီတွေနဲ့မိတ်ဆက်ခိုင်းပြီးတော့လို့ရှိရင်ဒီကုမ္ပဏီတွေကအလုပ်လုပ်တဲ့လူတွေနဲ့ဘယ်လိုမျိုးတွေအခက်အခဲရှိတယ်ဆိုတဲ့ဟာတွေကိုမေးထားရမယ်ပေါ့နော်မြန်မာနိုင်ငံဘက်ကအလုပ်သမားစေလွတ်တဲ့မူဝါဒကိုတော့အဓိကသိရမယ်အဲ့ဒါမသိဘဲနဲ့ဟိုဘက်ကလူကိုသွားပြီးလက်ခံလို့လည်းမရဘူးဘယ်ညာဟိုဘက်တရုတ်ဘက်ကလူကလည်းတရုတ်ဘက်ကမူဝါဒနဲ့မြန်မာဘက်ကမူဝါဒကိုသိရမယ်မြန်မာဘက်ကလူကလည်းတရုတ်ဘက်ကမူဝါဒဒါတွေကိုသိမှဒီလုပ်လို့ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဘယ်လိုလူမျိုးတွေနဲ့လုပ်လို့ရမယ်ဆိုတဲ့ဟာကိုသိမယ်အဲ့တော့ဒီဘယ်ညာနှစ်ခုလုံးပေါင်းမှပဲတစ်စုံဖြစ်မယ်အဓိကတော့ကိုကကနဦးစပြီးတော့အလုပ်လုပ်မယ်ဆိုလို့ရှိရင်တော့ကိုယ်တိုင်စဉ်းစားပြီးလုပ်တာထက်ကိုရောက်နေတဲ့နေရာကအားသာချက်ကိုကိုယ်တိုင်အဆက်အသွယ်တွေလိုက်ရှာပြီးသွားရင်ဟိုဘက်အချမ်းမှာအဆက်အသွယ်ရှိထားပြီးသားလူတွေနဲ့နှုတ်တွေထုတ်ပြီးတော့ဒီကြော်ညာတွေလုပ်ပေါ့အဲ့တော့ဒီလုပ်ငန်းတွေကို estimate တွေတွက်ပြပေးမယ်ဒီဟာတွေဒီတကယ်ဝင်ငွေဖြစ်ချင်မှဖြစ်လိမ့်မယ်ဒါပေမဲ့ဖြစ်နေဆိုတဲ့အချင်းမှာတော့ဘယ်လုပ်ငန်းကငွေအများဆုံးဝင်နိုင်ခြေရှိလဲဆိုတဲ့ဟာကိုတော့မြင်နေရလိမ့်မယ်ဒါတွေက estimate တက်ထားတဲ့ဟာတွေပဲဒါကလုပ်ငန်း၅ခုအတွက်မှာ depreciation ချထားပြီးတော့တစ်ခုမှာကုန်ကြတဲ့နိုင်တဲ့ရင်းနှီးမှုနဲ့ငွေပြထားပြီးတော့ဒီဟာက3နှစ်တော်ထဲမှာဝင်လာနိုင်တဲ့ငွေတွေကိုပြထားတာဥပမာအလုပ်သမား agency ကဒီကနေ3000ဝင်နေတဲ့အချိန်မှာဒီ online marketing ကနေ3000ဝင်ချင်မှဝင်မယ်နောက်ထပ်ဒီ logistics လုပ်ငန်းကနေ3000ဝင်ချင်မှဝင်မယ်ဝင်လာချင်းတူရင်ဘယ်ကတော့ပို့ကခဲတယ်ဘယ်ကတော့ user ပိုရနိုင်ခြင်းရှိတယ်ဆိုတဲ့ဟာတွေကရှိသေးတယ်အဲ့တော့ကိုယ့်စီမှာလက်လန်းမီယာနေရာကနေပြီးတော့ကိုကချိတ်ဆက်ပြီးတော့လုပ်လို့ရအောင်လို့ကိုကြိုတင်ပြီးတော့
ဒီလိုမိတ်ဆွေမျိုးရှိလာခဲ့လို့ရှိရင်တည်လို့ရအောင်လို့ဒါတွေကချပြထားပြီးတာဒီဟာတွေဒီ fit ကုန်လိမ့်မယ်ဝင်လာလိမ့်မယ်ဆိုတော့မဟုတ်ဘူးလုပ်ငန်းတစ်ခုလုပ်ပြီးဆိုလို့ရှိရင်ကနဦးကိုယ်တိုင်တယောက်တည်းစားတင်တယ်အဆက်အသွယ်တွေနဲ့စားတင်တယ်ဘယ်လိုစားတင်တယ်ဆိုတဲ့ပုံမှာမူတည်တယ်အဲ့တော့ဒါတွေကအရှိမှရှင်းပြထားတဲ့ဟာတွေနဲ့တပုံစံတိုင်းပဲဒါပေမဲ့ဒီဟာတွေမှာပြောမယ်ဆိုလို့ရှိရင်အလုပ်သမားတူဦးကနေပြီးတော့6သိန်းအမြတ်ကောက်ခံတယ်ဆိုလို့ရှိရင်ကိုယ်နဲ့တွဲတဲ့လူကို2သိန်းခွဲပေးရင်တော့မှသိန်း4သိန်းဖြစ်တဲ့အတွက်တစ်လမှာအယောက်90နှုန်းနဲ့ဆိုလို့ရှိရင်သူကသိန်း200ဖြစ်တယ်အဲ့တော့မဖြစ်မနေရ65သိန်းလောက်ဝင်နေဆိုတော့တစ်လမှာသိန်း130လောက်ဖြစ်တယ်တကောင်ကတကယ်ဒါလစဉ်ပေါ့ပါဖြစ်နေမယ်ဆိုလို့ရှိရင်တော့ရတာမှန်တယ်ဒါပေမဲ့အစိုးရရဲ့ rule တွေအရဒါတွေကတကယ်ပဲဟုတ်ရဲ့လားဆိုတဲ့ဟာတော့ရှိသေးတယ်အဲ့တော့အဓိကဒီထဲမှာပေးချင်တဲ့ဟာကတရုတ်ဘက်ကလူရောက်နေတယ်ဆိုရင်တရုတ်နိုင်ငံရဲ့အာဏာချက်အာဏာချက်တွေကိုတည်တာမြန်မာဘက်ကလူကလည်းအာဏာချက်အာဏာချက်တွေကိုရှာဖွေတာအဲ့နှစ်ယောက်ပေါင်းဆက်ပြီးတော့ဒီလုပ်ငန်းတစ်ခုကိုလုပ်တာအကောင်းဆုံးပဲကိုတယောက်တည်းတရုတ်သွားလိုက်ရှာလိုက်ဒီဟာမြန်မာလူကလည်းတရုတ်မှာသွားရှာဖို့လုပ်လိုက်တရုတ်ကလူကလည်းမြန်မာမှာလာပြီးရှာဖို့လုပ်လိုက်ဆိုလို့ရှိရင်ခက်ခဲလိမ့်မယ်အဲ့တော့ main အနေနဲ့တော့ဒီပြောပြနေတဲ့ကျွန်တော်ကရုံပိုင်ရှင်အနေနဲ့လုပ်ထားပြီးတော့အဆက်အသွယ်လုပ်ချင်တယ်ဆိုလို့ရှိရင်ကိုရောက်နေတဲ့နိုင်ငံကနေပြီးတော့ဆက်သွယ်လိုက်ကျွန်တော်တို့ကဒီဘက်ကရှိတဲ့ဟာနဲ့ချိတ်ဆက်ပေးပြီးတော့မသိတာတွေကိုဖြည့်ရှင်းပေးပြီးတော့အကျိုးတူလုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုပြောချင်တာကိုဘက်က data အဆုံးလင်ရှိပြီဆိုလို့ရှိရင်ကိုကအကျိုးဆောင်တွေကိုဒီလို marketing နဲ့လုပ်ပြီးရှာလို့ရတယ်ဒါပေမဲ့ကိုဘက်ကအချက်လက်တွေစုံမှုတော့လိုတယ်100%အချက်လက်မစုံရင်တော့မှ80%တော့ကိုကသိမယ်ဒါမှသာလျှင်ကျန်တဲ့သူတို့ main ဖြည့်ရင် FAQ အများစုကဒီပေါ်ကနေပြီးတော့ဖြည့်ရှင်းပေးလို့ရလိမ့်မယ်မိကုများတဲ့တွေကအရှိမပြောထားသလိုပဲ Google link နေနဲ့လုပ်ထားတယ်ဆိုရင်ကိုကစကားအများကြီးပြောစရာမလိုတော့ဘူးအဲ့တော့အဓိကကတော့ဒီအလုပ်သမား agency ပြောတဲ့အခါမှာကိုရောက်နေတဲ့နိုင်ငံဘက်ကလိုအပ်တဲ့ data တွေကိုသိအောင်လုပ်မြန်မာဘက်ကလည်းသိအောင်လုပ်ထားပေးလိမ့်မယ်အဲ့ဒီနှစ်ခုပေါင်းဆက်ပြီးတော့အလုပ်လုပ်ရမှာ